မရှိနိုင်လေတော့မြတ်တော်တွေတွေ့တာတို့မတယောက်တော့ပါလေဘဝတစ်ခုတွင်ချစ်ခင်မိသူမရဲ့ရှင်ထူကြလုံးသူရဲ့ချိုးတော်တဲ့ကောင်းလေးများနဲ့ဆွေမျိုးယူဟောရွေတဲ့ပြုံးလေးနဲ့လိုပွဲကျွန်တော်နှလုံးသားထဲဆွေညီမိသူမရဲ့ဒီရှိရှိလေးတဲ့ရန်ကိုလိုက်ပတ်တယ်မြမဆန်းဆန်းလေးနဲ့လာသူရဲ့ရင်ခုန်နိုင်တဲ့ချုံမရအောင်ချစ်မိတယ်အကျဉ်းသားတွေမတယောက်တော့ပါကွယ်